မင်္ဂလာပါခင်ဗျာဒီနေ့တော့ကင်မဲမြို့ဝဲတုံမှာရှိတဲ့ကျောင်းဝန်ဆန်းကို hiking နဲ့ trail running လုပ်ဖို့တွားခဲ့ပါတယ်ကျွန်တော်အိမ်ကနေဆိုရင် 3.1 km ခန့်ဝေးပြီးတော့ app ထဲမှာတော့တနင်္လာ23မိနစ်ခန့်ပြရတယ်ပေါ့နော်တကယ်တမ်းအသွားပြန်သွားမယ်ဆိုလို့ရှိရင်3နာရီဝန်းကျင်ခန့်ကြာမှာဖြစ်ပါတယ်ຫນွေဦးကာလဖြစ်တာကြောင့်ရွက်သစ်တို့နဲ့အတူတောအုပ်တစ်ခုလုံးစိမ့်လန်းဆိုပြေစာပြုတ်နေပါတယ်trail running လုပ်မယ်ဆိုလို့ရှိရင်ပေါ့ပါတဲ့ trail running shoe ကိုရွေးချယ်စီးသင့်ပါတယ်ပုံမှန် hiking shoe တွေကဝိတ်ပါတာကြောင့်တောင်တက်တောင်ဆင်းနေမှာလေးလံပြီးခြေလမ်းတွေကနှိကွေးတတ်ပါတယ် trail running ပြုလုပ်ဖို့အတွက်လည်းမသင့်တော်ပါဘူးတောင်ပေါ်မှာ running မလုပ်ဘဲနဲ့backpack လွယ်ပြီးတော့ပုံမှန် hiking ပဲလုပ်မယ်ဆိုရင်တော့ပုံမှန် hiking shoe တွေကပိုပြီး safe ဖြစ်ပြီးတော့အဆင်ပြေပါလိမ့်မယ်အခုကျွန်တော်စီးထားတဲ့ trail running shoe ကတော့ Hoka Speedgoat 7ဖြစ်ပါတယ်တောင်တက်အားကစားလုပ်ရင်လေကောင်းလေသန့်တွေကိုရှူရှိုက်ပြီးတောင်ပေါ်မှာတဘာဝအတိုင်းလေ့ကျပေါက်နေတဲ့တစ်ပင်ပန်းမှန်လေးတွေနဲ့ဒေါတောင်တဘာဝအလှပတွေကိုကြည့်ရှုခံစားရခြင်းဟာတောင်တက်အားကစားလုပ်ခြင်းရဲ့နှစ်သာရတစ်ခုမဟုတ်ပါလားဗျာတဘာဝအလှပနဲ့တူဒီလိုအကောင်လေးတွေလည်းရှိနေတတ်ပါတယ်တောင်ပေါ်မှာသွားလာရင်ခန္ဓာကိုယ်ပေါ်မှာဒီလိုလာကတ်နေတတ်ပါတယ်တစ်ပင်ပန်းမှန်တွေစိမ့်လန်းလာတဲ့နဲ့တူခုကာလမှာအရန်ပေါ်ပါတယ်တောင်ထိပ်အမြင့်ဆုံးနေရာသို့မရောက်ခင်လေးမှာဒီလိုနားနေဖို့နဲ့ကျမ်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့နေရာလေးတစ်ခုတွေ့ရပါတယ်ပြေးလိုက်နားလိုက်နဲ့တက်လာခဲ့တဲ့နောက်မှာတောင်ထိပ်ကိုရောက်ရှိခဲ့ပါပြီဒါကတော့ကြောင်ဝန်ဆန်းတောင်ထိပ်အမြင့်ဆုံးနေရာဖြစ်ပါတယ်ပင်လယ်ရေမျက်နှာပြင်ထက်388မီတာမြင့်ပြီးကင်မဲမြို့တွင်နဲ့ထိစပ်လျက်ရှိတဲ့နေရာလေးဖြစ်ပါတယ်။ပေးရမှာ hiking trail running ဝါသနာပါတဲ့လူတွေအတွက်အချိန်သိမ့်မပေးရပဲသွားလို့အဆင်ပြေမဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ရဲ့ target ဖြစ်တဲ့ကျောင်းဝန်ဆန်းတောင်ထိပ်ကိုရောက်ရှိခဲ့ပြီးတောင်ထိပ်ကနေပြန်လည်ဆင်းခဲ့ပါတယ်။တောင်ကြီးတို့အဆင်းလန်းကိုတော့လာလန်းတိုင်းပြန်မဆင်းဘဲနဲ့တခြားလန်းကနေပြောင်းဆင်းခဲ့ပါတယ်။ဒီလမ်းမှာတော့ထူထဲစွာပေါက်ရောက်နေတဲ့ထင်းရှုပင်တော်တစ်ခုကိုတွေ့ခဲ့ရပါတယ်။ဖြောင်ဆင်းညင်ညာစွာပေါက်ရောက်နေတဲ့ထင်းရှုပင်တော်တဲ့ဟာလည်းတမျိုးတစ်ဖုံလှပလို့နေပါတယ်။ကျွန်တော်ရဲ့အသစ်ဆက်ဆက် trail running shoe ဖြစ်တဲ့ Hoka Speedgoat 7ဟာလည်းဖုံလိမ့်လိမ့်တက်လို့နေပါတယ်။တောင်ကြီးရောက်တဲ့အခါမှာတော့ကိုရီးယားဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ခုကိုတွေ့ရပါတယ်။ကျောင်းဆောင်နဲ့ကျောင်းပရဝဏ်ဟာတော်တော်လေးကြီးမားပြီးတော့ကျယ်ဝန်းတာကိုတွေ့ရပါတယ်။ကျောင်းပရဝဏ်တစ်ခုလုံးတန်ရှင်းသက်ရနေကတစ်ပင်ပန်းမှန်တွေနဲ့စိမ့်လန်းဆိုပြေနေပြီးအင်မတန်စိတ်ကြည်နူးဖွယ်ကောင်းလှပါတယ်။ပိတ်ရချင်းလေးရတော့မှ hiking trail running ပြုလုပ်ခြင်းဖြစ်ပါတယ်။စိတ်နှက်ခန္ဓာကိုယ်ကျန်းမာရေးကောင်းစေသလိုအပန်းလဲပြည့်စေတဲ့အားကစားတစ်ခုဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဗျ။